အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် logo လေးเนาะအခုမှ Facebook တို့ YouTube တို့စလို့တဲ့ညီကိုတွေပေါ့နော်ကျွန်တော်တို့နာမည်လာလေး 3D ပုံစံလေးဒါမှမဟုတ် logo လေးလိုချင်တဲ့ညီကိုတွေเนาะကျွန်တော်ပြပေးမယ်အလွယ်ဆုံးနည်းရပါเนาะဒီ software လေးကျွန်တော်တို့သုံးမှဖြစ်ပါတယ် Photo Room ပေါ့နော် Okay အဲ့ဒါမှဝင်မယ်เนาะဒါတော့ကျွန်တော်ဒီမှာအရင်နေထားတာပေါ့နော်ဒီမှာရောက်ပြီဆိုကျွန်တော်တို့ဘက်မှာနေမလားဆိုဒီမှာAI နဲ့ရှိတယ်เนาะဒီ AI မှာဆိုကျွန်တော်တို့ဒီမှာအများကြီးရေးချွဲလို့ရမယ်ဒါပေမဲ့ကျွန်တော်အခုလုပ်ပြမှာ logo ပေါ့နော်ဒါကျွန်တော်တို့ logo မှာနေမယ်ပြီးတော့ကျွန်တော်တို့ထည့်ချင်တဲ့နာမည်ပေါ့နော်ဒါကျွန်တော်လုပ်ထားတဲ့ logo တွေလည်းအများကြီးပဲเนาะဒါကျွန်တော်စမ်းကြည့်တာပေါ့နော် Okay ဒါကျွန်တော်တို့ logo ယူမယ်ဆိုတော့ကျွန်တော်နာမည်ခုန edit နာမည်နဲ့ပဲเนาะပြင်ရေးကြည့်မယ်အဲ့လိုရေးကြည့်မယ်เนาะပြီးတော့ကျွန်တော်တို့အမဲချင်းမယ်နော်မဆိုကျွန်တော်မေ့သွားတယ်နော်ဒါ Okay ဒီမှာနော်သူဒီနပုံလေးရလာပြီပေါ့နော်ဒါကျွန်တော်တို့ခုနကျွန်တော်ဒီမှာနေပြဖို့မေ့သွားတယ်ဒီမှာကျွန်တော်တို့ဘယ်လို design လေးလိုချင်တာလဲပြီးတော့ကျွန်တော်တို့ site ဘယ်လောက်လိုချင်တာလဲပေါ့နော်ဒီမှာရွေးလို့ရတယ် Okay ကျွန်တော်ဒီလိုရွေးကြည့်မှာပေါ့နော်ပြီးတော့ကျွန်တော် 3D ပုံစံနဲ့လုပ်မယ်ပြီးကျွန်တော်တို့ဒီမှာနေမယ်ပြီးကျွန်တော်တို့ခဏဆော့ပေးပေါ့နော်ဒီမှာဒီအတန်းလေးဆော့ပေးပေါ့နော်ဒီမှာတွေ့လား 3D ပုံစံလေးပေါ့နော်ဒါကျွန်တော်တို့ 3D နဲ့ရေးထားတာကိုပြီးကျွန်တော်နောက်တစ်ခုနဲ့ရွေးပြပေးမှာပေါ့နော်ဒီမှာဒီဟာလေးပေါ့နော်ဒါကိုချက်တဲ့ဟာကိုကိုရွေးကြည့်ပေါ့နော်လာတယ်နော်ဒီမှာတော်တော်လေးလာတယ်နော်ဒါကိုရေးတော့ကိုဒီမှာဒီ logo ဆိုလဲလာတယ်ပေါ့နော်ဒီမှာသူကဒီလိုဖြတ်ပေးတယ်ကျွန်တော်တို့ down လုပ်ကြည့်ရဆိုဒီမှာ save ဆိုတာလေးเนาะအဲဒါ save လိုက်ကျွန်တော်တို့ folder မှာရောက်မှာပေါ့နော် Okay ဒီမှာပေါ့နော်ဒါကျွန်တော်လုပ်ထားတာလည်းအများကြီးပဲဒီဟာလေးလည်းရိုးလေးပဲပေါ့နော်ဒါပေမဲ့အရေးလာတယ်ဒီမှာ 3D ဒီမှာ logo တွေလည်းသူဆွဲပေးတယ်ဒီကကျွန်တော်တို့ဘယ်လိုမျိုးလုပ်ချင်တာလဲပေါ့နော်ပြီးတော့ဒီ software ထဲမှာကျွန်တော်တို့ဒီမှာစာသားတွေလည်းကိုကြက်တဲ့ပုံစံလေးပေါ့ကိုရေးပြီးတော့ဒီမှာရွတ်ထည့်လို့ရတယ်မို့ဒါပေမဲ့အများကြီးတော့မရဘူးဒါအများကြီးတော့ကျွန်တော်တို့ဖက်စာပေးရတော့ပေါ့နော် Okay အားလုံးပဲမင်္ဂလာပါ